တော့ကျွန်တော်တို့ဒီနေတို့ရဲ့ဝါဒပြန်ရုပ်ရှင်လေးထွက်လာတာတော်တော်လေးကောင်းတယ်လို့ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်နော်စစ်ကောင်စီရဲ့ဝါဒဖြန့်တာကတော့အောင်မြင်တယ်လို့ပြောရအောင်နော်ရခိုင်တွေနဲ့ကြားမှာဗလီပခါလိုဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့နော်ဒီမျိုးရေးပါညာရခိုင်တွေကတော့အေးအေးကြောင်းပဲနော်နေတို့ပုံမှာယုံကြည်မှုအပြည့်အဝရှိတယ်ဒီကောင်ကတော့စစ်ကောင်စီနဲ့လက်ဝဲခံမဟုတ်ဘူးဆိုတာအပြည့်အဝယုံကြည်နော်ဘာကားပဲထွက်ကျွန်တော်တို့အပြည့်အဝယုံကြည်နေတို့ပုံမှာအပြည့်အဝယုံကြည်ကျွန်တော်တို့မယုံကြည်တဲ့ဒေါက်တာအေးမောင်တို့နော်သုံးရတာဇာလင်းတို့ဆိုကျွန်တော်တို့ပြောတာပဲဒီကောင်ကတော့စစ်ကောင်စီနဲ့ပေါင်းသွားတဲ့ကောင်ဆိုတာကျွန်တော်တို့အတီးပြူးပြီးပြီဆိုလို့ရှိရင်နော်ဗမာအင်အားစုတွေလေးဆဲကြတာပဲနော်ကျွန်တော်တို့ဘာမှမပြောဘူးနော်ဆဲမင်းတို့လေးဆဲငါတို့လေးဆဲတာပဲနော်အဲ့ဒါကောင်းတယ်ကျွန်တော်တို့နားလေထားမှာကဒီစစ်ကောင်စီရဲ့ဝါဒဖြန့်တဲ့ရုပ်ရှင်ပုံမှာကျွန်တော်တို့ဘာတွေမှခံစားနေကြအကြောင်းမရှိဘူးနော် focus ထားမှာကဒီစစ်ကောင်စီကိုပြုံးချဖို့ပဲ focus ထားမှာနော် focus ထားမှာဒါအရေးကြီးဆုံးပဲဒီဝါဒပြန်ရုပ်ရှင်လေးတကူထွက်လာတဲ့အပေါ်မှာလက်လန်းတိုလေးပုံမှာနေတို့ကိုမုန်းတီးတဲ့နာကျင်တဲ့စိတ်တွေကယုံလုံးပေါ်လာတယ်နော်ရခိုင်ပြည်သူတွေဒီကြားထဲမှာဒီလောက်ဒီတို့ဘက်ကနေကာကွယ်ပြီးပြောနေတဲ့ကြားထဲကနေပြီးတော့မရက်တတ်နိုင်တော့ဘုန်းကြီးတွေရောအခုထက်ပြီးတော့ဆဲတာမှပတ်ဆက်နော်ဒီအနုပညာလောကကနေတို့နဲ့အပေါင်းအသင်းတွေဟောတယ်နော်နေတို့ရဲ့ဘော်ဒါတွေအနုပညာညီကိုမောင်နှမတွေအကုန်လုံးအငုံစိတ်တွေကိုပေါ်ထွက်တယ်အကုန်ပေါ်ထွက်တယ်တကယ်ဆိုလို့ရှိရင်ဒီနေတို့နဲ့ပတ်သက်ပြီးဒီရုပ်ရှင်ထွက်လာတယ်ဆိုလို့ရှိရင်နေတို့ကိုအန်အိုရမှာဟိုနေတို့ကိုတကယ်မိတ်ဆွေလိုမျိုးတညီချင်းလိုမျိုးနော်အကိုလိုမျိုးညီလိုမျိုးဘောဒါလိုမျိုးစိတ်ဆန်သဘောထားရှိတယ်ဆိုလို့ရှိရင်ဟာငါကောင်နေတို့ဒီလိုကားတွေထွက်လာတာငါမယုံကြည်နိုင်ဘူးဒါတခုခုလိုမှားနေဒီကောင်နောက်ဘက်မှာခံစားနေရပြီဒုက္ခရောက်နေပြီဆိုတာကိုချင်းစာစိတ်နဲ့ကြည့်ရမှာပေါ့နော်ဒါအမတန်ရေးကြည့်တယ်အဲ့ဒီအကောင်းမြင်တဲ့စိတ်မရှိဘဲနဲ့တခါလေးနေတို့ကိုဆေးဖို့ဆန်းရှင်းလို့ဖို့ပါပြဿနာပေါင်းစုံဖန်တီးလိုက်တာနော်ပြောချင်တာကငါတို့နေတို့မှန်တယ်လို့တော့မပြောတော့ဘူးပေါ့နော်ငါတို့ကနေတို့ပုံမှာနားလေဒီကောင်ရဲ့အာဝတွေမဟုတ်ဘူးဒီကောင်ရဲ့စိတ်ဆန္ဒတွေရတာတွေလောက်တာမဟုတ်ဘူးကောင်းကောင်းနားလေတို့မှာသုံးရရာဇာလေးတို့သုံးရရာဇာလေးတို့နော်ဟိုမှာဒေါက်တာအေးမောင်တို့သုံးရရာဇာလေးတို့နော်စစ်ကောင်ဝင်နဲ့ပေါင်းတဲ့ကောင်ငါတို့အတီးပြူတာပေါ့ရခိုင်လူတို့ကအတီးပြူတယ်ဆေးကြတယ်မင်းတို့လေးဆေးတာပဲငါတို့ဘာမှမပြောဘူးလေနော်စိတ်တော့ဆေးကြမင်းတို့ဘာမှမပြောဘူးဒါပေမဲ့မြေတို့တယောက်ကိုပဲဥတည်ပြီးတိုက်ခိုက်နေတဲ့အထဲမှာဒါကမဟုတ်သေးဘူးလေနော်အကုန်လုံးကဒီစစ်တက်လက်အောက်ကနေမလွတ်မြောက်တဲ့ရွေးကတော့သူ့အတွက်အထောက်ပံ့နေဖြစ်နေရတယ်သူခိုင်းတာတွေလုပ်နေရတယ်စိတ်မပါရင်လုပ်နေရတယ်စိတ်မုန်းတွေထမ်းနေရတယ်ရခိုင်တွေကဘာမှတော့မပြောသေးတဲ့အနေထားမှာမင်းတို့ကအရင်ဦးဆုံးသူပင်နေကြတယ်ဟောလေသူဘယ်လောက်တော့ခံစားနေရလဲသူဘယ်လောက်တော့ဖိအားတွေပေးခံနေရတယ်ဆိုတာကိုမစင်စားဘူးနည်းနည်းမှမစင်စားဘူးပြောကြတာဒီစစ်ကောင်စီကဝါဒကတော့ဖြန့်မှာပဲနော်လက်ရှိ